မင်္ဂလာပါကျွန်တော်တို့အမေရိကန်နိုင်ငံမှာရာသီဥတုတော်တော်ဆိုးသွားပြီးတော့နှင်းနေရတယ်ဒီဘက်ဆိုရင်ဆက်လက်မလောက်ကြားလိုက်တော်တော်လေးကိုနှင်းကျုံလိုက်ရတယ်ဆရာကြီးကားလဲနေတာ3ခါလောက်ရှိပြီဆိုတော့ဆရာတို့ကိုတင်မောင်ထွေးတို့ကိုမြတ်ဆိုးတို့အားလုံးလည်းဒီအတွေ့အကြုံရှိမှာပါဟုတ်ကဲ့ဟုတ်ရာသီဥတုဆိုးတယ်ဗျfor win ရဲ့နှစ်တက်တန်းမှာဒါဒုတိယအဆိုးဆုံးလောက်ဖြစ်တယ်နောက်အဆိုးဆုံးဖြစ်ဖို့ဟိုဟာအခုဒီလကုန်ရင်သိရပြီဒါအဆိုးဆုံးဖြစ်မဲ့သဘောရှိတယ်တမိုင်းတွင်ရတာပေါ့ဗျာဟုတ်ကဲ့ဟုတ်ဆိုတော့နှင်းကစံချိန်ချိုးမဲ့ဟာပေါ့နော်ကားလဲနှင်းနဲ့နှစ်တာ3ခါလောက်နှင်းလိုက်တော့လမ်းဘေးကလူတွေဝိုင်းဖြတ်သွားတဲ့လူတွေဝိုင်းကူလို့ပဲဆိုတော့လမ်းပေါ်မှာလည်းနှင်းတွေကတောင်လုံးပုံးထားစရာလည်းမရှိတော့ဒီကြားအေးတာည-2ဆိုတော့ကျွန်တော်ကအလုပ်ကပြန်ထွက်လာတော့ည7:00နာရီတနာရီထိုးကန်မနေ့တနာရီထိုးကန်နေပြီအဲ့တော့-2ဆိုတော့ကားစက်တာထိုးထားတယ်တော့နဲ့မနွေဘူးအိမ်သာပြန်ရောက်လာတယ်ကားထဲမှာမနွေဘူးအေးနေတော့မယ်โอเคဆိုတော့เนาะအဲ့တော့ဒီနေ့တော့ကျွန်တော်တို့သင်ခန်းစာယူစရာလေးပေါ့ဗျာเนาะသင်ခန်းစာလေးယူစရာကိစ္စလေးတစ်ခုကိုကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်ဆွေးနွေးရအောင်ဒီရက်ထဲမှာဟိုလေးတကြောနာမည်ကြီးနေတဲ့ဦးအောင်မြင့်ပေါ့เนาะဒီလုံးစုဝင်ကြီးဦးအောင်မြင့်ဟိုကျွန်တော်တို့ဗီဒီယိုထဲမှာတော့ကျွန်တော်ကြည့်လိုက်ရတော့နေလဲပါရဲ့ဝင်ကြီးဦးအောင်မြင့်ဆိုပြီးတော့ရေးထားတယ်ဆိုတော့ကျွန်တော်တို့သူ့ကိုပြစ်ဖို့ပြီးတော့အပုတ်ချတဲ့သဘောတော့မပြောချင်ဘူးဒါပေမဲ့ကျွန်တော်တို့တွေသင်ခန်းစာယူရမယ်ကိစ္စတရှုတွေနဲ့ရှုထောင့်တွေနဲ့တော့ပြောချင်တာပေါ့နော်ဆိုတော့ကိုညီကိုတွေလည်းကိုကြိုက်တဲ့ရှုထောင့်ကပြောကြတာပေါ့ဆိုတော့ဆောစောသူကတန်းစီပါရိုက်မယ်လို့ဘာလို့ပြောခဲ့တာတော့များပြီကျွန်တော်ဗီဒီယိုထဲကြည့်လိုက်တော့သူပြောတဲ့ထဲမှာမီဒီယာရေးချင်တာရေးပစိုးလာပြလိုက်မယ်ဆိုတော့နော်ဟိုသူရင်ထဲမှာပောက်ခွဲတာကိုသူတဲ့တယ်ပြောထည့်လိုက်တာနော်ဆိုတော့ဒါပေမဲ့တာဝန်ကြီးတိုင်းပြည်တပြည်ရဲ့ဝင်ကြီးနေရာကိုဟုတ်ကဲ့နော်ယူထားတဲ့ပုံကိုတယောက်နောက်ဒါစစ်တပ်ကနေဒါဗိုလ်ချုပ်ဟောင်းတယောက်ပဲနော်ဆိုတော့သူလည်းတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ခဲ့တဲ့သက်စွမ်းတာဝန်ထမ်းဆောင်ခဲ့တဲ့နှစ်တည်းအများကြီးပဲပေါ့နော်ဒါကျွန်တော်တို့ဒါလေးစားမှာပေါ့ဒါပေမဲ့ဒီလိုအာဏာတာဝန်ကြီးယူထားတဲ့လူတယောက်ရဲ့ပြောဆိုဆက်ဆံတဲ့စကားအမတန်မှတာဝန်ကြီးတယ်ဆိုတာကိုကျွန်တော်တို့အဲ့လိုမြင်နေပေါ့နော်ဆိုတော့ကိုညီကိုတွေဘယ်လိုမြင်လဲဆိုတာရှုထောင့်သီးသီးကနေပြောအောင်ကိုမြတ်စိုးကနေစပါလားဟိုဒီပြည်တော်စုဝင်ကြီးဦးအောင်မြင့်ပြောတဲ့အပိုင်းကိုကျွန်တော်နှစ်ပိုင်းခွဲမြင်တာပေါ့တစ်ခုကဆွေးနွေးနေတာပေါ့တစ်ခုကတော့သူပြောခဲ့တဲ့စကားလေးတွေပေါ့တစ်ချက်နောက်တစ်ချက်ကတော့ခုနပြောတဲ့communication ဟိုဒါပေါ့ with the professionalism ပေါ့နော်ဒီဟိုခုနပြောလို့ယာရုကြီးတာဝန်ကြီးဟလာပြည်တော်စုဝင်ကြီးလောက်ထားတဲ့လူတွေကယနေ့ဒီလိုမျိုးဟိုဒါပေါ့တာဝန်ဟိုဒါပေါ့ပြောဟိုဒါပေါ့စီမက်ကမ်းမဲ့ပြောတဲ့ဥစ္စာမျိုးတွေကလူရှိမှပြောတဲ့ဥစ္စာမျိုးတွေပေါ့ဒါကတော့ယနေ့ဦးသိန်းစိန်အစိုးရလက်ထက်မှာပေါ့နော်ဦးသိန်းစိန်ရဲ့အစိုးရထဲမှာဒီတယောက်မှမဟုတ်ဘူးခုနလက်တောင်သူလက်သမားကိုထမင်းတနက်ပဲစားပါတော့လို့ပြောတဲ့ဝင်ကြီးတွေလည်းရှိတယ်ဆိုတော့ဒီအချက်လက်ကိုကြည့်ရင်အဖြစ်ယနေ့ဦးသိန်းစိန်ရဲ့အစိုးရအတွင်းမှာဒီခုနပြောတဲ့နော်ဒီဖွဲ့ထားတဲ့ဝင်ကြီးတွေကတကယ်တမ်းဟိုဒါပေါ့သူတို့ရဲ့အရေးချင်းကိုဖော်ပြဟုတ်လားဒါမပြောတဲ့မပြောထိုက်တဲ့လူတို့နောက်တစ်ချက်ကမောက်မဆက်ဆံမှုတွေမလုပ်တဲ့မလုပ်ထိုက်ပဲနဲ့လုပ်တဲ့အချက်ပေါ့ဗျာဒါတွေကသူတယောက်တည်းမှမဟုတ်ဘူးအခုတော်တော်များများဝင်ကြီးတွေကဒီလိုမျိုးပြောဆိုလာတာရှေ့တယ်ဒီအချက်တွေကြည့်ကြရတဲ့နေ့ဦးသိန်းစိန်ရဲ့ဟာပြုပြင်ပြောင်းလဲလုပ်နေပါတယ်ဆိုတဲ့ဥစ္စာမိကုန်းထုတ်เสียဖြတ်လာသူကဘလောက်ကြီးပဲဗဇက်ကပြော statement တွေထုတ်ဗဇက်ကပြောဟာလာသူအဖွဲ့အစိုးရအဖွဲ့အစည်းမှာပါတဲ့ဝင်ကြီးတွေရဲ့ပြောဆိုဆက်ဆံပုံတွေပြုမှုဟိုဒါပေါ့လုပ်နေတဲ့ဥစ္စာတွေကသူပြောတာနဲ့ဗရာဒလန်ဖြတ်ဟာလာဒါကြောင့်မလို့ပြုပြင်ပြောင်းလဲရဒီနေ့ခုနပြောလို့ပေါ့အများပြောလို့ဒါမိကုန်းထုတ်เสียဖြတ်လာဒါတစ်ချက်ပေါ့ဒုတိယအပိုင်းမှာဖြစ်လာလဲဆိုတော့သူပြောဆိုခဲ့တဲ့ဥစ္စာလေးတွေပြန်စဉ်းစားကြည့်တဲ့အခါကျတော့ तू ကတော့ရင်းနေကတော့ပောက်ကွဲတာပဲတချို့အချက်လက်တွေမှာမှန်တယ်ဟာလား तू ပြောတဲ့ဒီလက်ဘရောင်းတောင်ကိစ္စဒါတရုတ်ကအကျိုးမြတ်မရှိဒီဟိုးစားဖြစ်လို့ပေါ့နော်ဒီအကျိုးမြတ်မရှိပဲနဲ့ဒါစီးပွားရေးလာလောက်တော့မဟုတ်ဘူးဆိုတဲ့အချက်ဆိုတော့နောက်တစ်ချက်က तू ဘာတွေထပ်ပြောခဲ့လဲဆိုတဲ့အခါကျတော့နိုင်ငံဂျားဟိုစားဘယ်နိုင်ငံကမှဗမာပြည်ကိုဟာလားငွေလာပုံပေးဘူးပေးမှာမဟုတ်ဘူးဆိုတဲ့ဥစ္စာဒီဥစ္စာတွေကစီးမဲ့ဟိုစီးလွတ်ဘောင်းလို့ပြောနေတာဗျအခုနိုင်ငံတကာကဟလာခြေထားတဲ့ငွေကြေးတွေကိုရှော့ချတာတွေဂျပန်ရှော့ချတာတွေပြင်သစ်ကရှော့ချတာတွေဆွီဒင်ကရှော့ချတာတွေအများကြီးရှိတယ်ဒီဥစ္စာတွေသူတို့ဟလာဒီအထောက်အကူတွေကိုကျွန်တော်တို့အသိမှတ်ပြုရအောင်အဲ့တော့ तू ပြောတာကဒီလိုမျိုးဒီလိုဗမာပြည်ဟလာလူလူကိုချင်းစာနာပြီးတော့ထောက်ပံ့နေတဲ့လူသားချင်းစာနာပြီးထောက်ပံ့နေတဲ့အကူအညီတွေပေါ်မှာစော်ကားရ
ဟုတ်တယ်ဒီအလှူရှင်တွေပုံမှာစော်ကားရောက်တယ်နောက်တစ်ချက်ကခုနကပြောလို့ပဲသူကလည်းခုနပြောလို့သူစကားထဲမှာပါပြီးသား16နှစ်ကနေပြီးတော့စစ်ထဲဝင်တာကျွန်တော်အနေနဲ့ကသူ့ကိုဘယ်လိုမြင်လဲဆိုတော့ဒီ crazy စစ်သား abuse လုပ်ခံရတယ်လို့ဖြစ်ရတယ်ဟုတ်လားဆိုတော့ခုနပြောတဲ့ဒီ16နှစ်ထဲကနေစစ်ထဲဝင်လိုက်တယ်ဆိုတာဒါ crazy စစ်သားစုတောင်းရေးဘက်ကနေဆင်းသက်လာတယ်လို့ပဲသူကြီးပြင်းလာတဲ့ဥစ္စာလာသူတို့လည်းမဟုတ်ပါဘူးကွန်မန့်ဆိုရဟုတ်ပါတယ်ဟုတ်တယ်ဆိုတဲ့အခါကျတော့သူတို့မှခုနပြောတဲ့ professionalism လူတို့ကိုဘယ်လိုပြုမှုဆက်ဆံမလဲလူတို့ဆက်ဆံရေးကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဥစ္စာတွေသူတို့ဒါတင်လာခဲ့ရမှာမဟုတ်သူတို့တင်လာခဲ့ရတာဘယ်သူကိုတိုက်မယ်ဘယ်သူကိုခိုက်မယ်ဆိုတော့တင်လာခဲ့ရဟုတ်တယ်ဆိုတဲ့အခါကျတော့ဒါမီးမောင်းထိုးပြတယ်ဒီလိုမျိုးပုံစံမျိုးနဲ့တော့ပြပြပြောင်းလဲယူသွားလို့ရမှာမဟုတ်ဘူးနောက်တစ်ချက်ကခုနပြောတဲ့ဒီနိုင်ငံကမ္ဘာလှူရှင်နိုင်ငံတွေကိုနောက်တစ်ခါစော်ကားရကြတယ်နောက်တစ်ချက်ကခုနပြောတဲ့ဒီ business နဲ့ပတ်သက်ပြီးတော့သူကဘာပြောလဲဆိုတော့ဒီနေပြည်တော်ကြီးကိုစောက်တာလဲဒီဆက်တက်ကပဲတဲ့ဟဲ့လားဒီလွှတ်တော်ကိုစောက်တာလဲသူတို့လှုပ်ပေးတာပဲတဲ့တက်ကလှုပ်ပေးတာပဲဘာကြောင့်မလို့တက်ကိုဒါပေမဲ့ तू သိရမှာကဟဲ့လားနိုင်ငံတကာဒီဗမာပြည်ရဲ့ငွေကြေးတွေကိုဟဲ့လားဒီလိုဟိုစင်းမရှိအင်းမရှိတုံးဆွဲတာတော့လူတိုင်းလုံနိုင်ဟဲ့လားမျိုးစောက်တာလုံနိုင်တယ်တိုက်စောက်တာလုံနိုင်တယ်ဟုတ်တယ်လားဒါပေမဲ့ဘာဖြစ်လဲဆိုတော့ယနေ့ဗမာပြည်မှာတင်ရှိနေတဲ့နိုင်ငံတကာကျွေးငွေကြေးတွေဟဲ့လားချင်းငါထားတဲ့ငွေကြေးတွေဟာဘီလီယံနဲ့ချီရှိတယ်ရှိနေတယ်ဒါတွေကအလွဲသုံးစားလုပ်တာဗျအဲ့တော့ဦးသိန်းစိန်အစိုးရကစဉ်းစားရမှာကသူဒီခေါင်းဆောင်လုပ်နေတဲ့လူတွေကဟာလာဒီအစိုးရအဖွဲ့မှာဒီဝင်ကြီးတွေရှိတယ်မရှိတယ်သူကသူဆုံးဖြတ်ဟာလာဒါကတော့ဒီလိုမျိုးလူမျိုးတွေကမထားသင့်ဘူးဒီနိုင်ငံမှာဆိုလို့ရှိရင်ဒီလိုမျိုးယာရုပုံစံမျိုးမပြောနဲ့လူရိုးတန်းတန်းကုမ္ပဏီတွေမှာလုပ်တဲ့ဟာလာမန်နေဂျာဟာလာ management level မှာလုပ်တဲ့လူတွေတောင်ဒီလိုမျိုးပြောဆိုပြောလို့မရအောင်ပြောလို့ရှိရင်နောက်တစ်နေ့ထွက်ပဲဟုတ်ကဲ့တာဝန်ယူရတယ်လေတာဝန်ယူရတယ်ကိုပြောတဲ့စကားကိုတာဝန်ယူရတယ်ကဲကျွန်တော်တို့နည်းနည်းလေးဒီရက်ပိုင်းထဲမှာနှင်းနေကြထဲမှာပျောက်နေတဲ့အလုပ်တွေများပြီနှင်းနေကြထဲမှာနှင်းလူဖြစ်နေတဲ့ကိုတင်မမထွေးပြောကြချက်လည်းနားထောင်အောင်ကျွန်တော်ကတော့ဗျာဒီအစအနေပြန်ချီမယ်ဆိုရင်တော့ဒီလူကတက်ကလူပဲဟုတ်တယ်မလားစစ်တပ်တွေကလူပဲဘိုလ်ချုပ်ဘိုလ်ချုပ်ဆိုဟောင်းပေါ့ဗျာဒီသူတို့ပြောနေတဲ့တက်မတော်လို့ဂုံယူပြီးပြောနေတဲ့ဟာစပေါက်ဖွာလာတော့ကြည့်ကျော်အောင်ဆန်းတို့ဘာလို့တင်လာတာအဲ့ဒီဂျပန်ဟုတ်လားဒီနယ်ချက်တက်မတော်ရဲ့နယ်ချက်စစ်တပ်ကြီးရဲ့ဟိုဟာအောက်ခြေကအင်တန်ရိုင်းဆိုင်နဲ့ဟိုဟာဂျပန်နဲ့ဟိုဟာမန်ချူရီးယားဆက်တွေအဲ့ဒီဆရာတွေကတင်ပေးလိုက်အဲ့ဆရာတွေကလည်းဆဲဆိုရိုက်ပုတ်ပြီးတော့တင်ပြီးတော့အဲ့ဒါသူတို့စစ်တပ်ကြီးကိုမွေးလာအဲ့လိုအဆဲတွေအစိုးတွေလူပေါက်ပန်းတွေပြောတယ်ဗဇက်ကပေါက်တက်ကြရပြောတာနဲ့အဲ့တင်နန်းနေသူတို့တဲ့လာပြီးတော့သူတို့အဲ့ဒါတွေရင်ဝယ်ပိုက်ပြီးတော့မှသူတို့တက်မတော်စစ်တပ်ကြီးကိုမွေးလာတဲ့ခါကျတော့ဒါလူပေါက်ပန်းတက်ကြီးဗျခောက်ရိုးကျိုးနေခောက်ရိုးကျိုးနေပြီနော်သူတို့တင်နန်းနေခင်ဗျားပြန်ကြည့်နော်တင်နန်းဆရာအလကားတွေလည်းဆဲနေတာဗျဟုတ်တယ်မလားโอเคတားစီတာဟာစဟာလားရှေ့ရဟိုဟာနဲ့ဟာနဲ့တဖြောင်းနဲ့ဖြစ်ရမယ်ဆိုပြီးတော့သူတို့အဲ့လိုဟာမျိုးတွေဗျဘာမှမဟုတ်တဲ့ဟာတွေနော်နားရတာကြားကြည့်ရပြီးတော့အဲ့လိုကဲသူတို့ထဲမှာလည်းလွှတ်တယ်နော်လူတွေ West Point စစ်တပ်ကတို့လွှတ်တယ်နောက်ဟာလားဒီအင်္ဂလန်ဘရင်တက်မတော်စစ်ကြောင်းတွေကိုလွှတ်တယ်အဲ့ဒီလူတွေကိုမေးကြည့်အဲ့စစ်ကြောင်းတွေမှာအဲ့တက္ကသိုလ်ကြီးတွေမှာဒီလိုပဲဆဲဆိုပြီးတင်သလားဟုတ်တယ်မလားအဲ့ဒီလူတွေတော့သူတို့မေးကြည့်သူတို့အဲ့ဒါဟိုအဲ့ဒီလူတွေဒီပြန်ရောက်သူတို့တိုင်းပြည်ပြန်ရောက်လာသူကအဲ့ဒါတိတ်နေတာဘာမှပြောတာမဟုတ်ဘူးဘာမှပြောမှအဲ့ဒီဆဲဆိုနေတဲ့လူပေါက်ပန်းတွေရဲ့ယဉ်ကျေးမှုဟုတ်ပါဘူးဒီလိုထုံးစံတွေတိုင်းသွားနေတာဆိုတော့သူတို့ကဘာမှအပြောင်းလဲမရှိဘူးနောက်စစ်အာဏာရှင်ဆက်မှာလည်းအာဏာရှင်ရန်တရားမှာသူတို့အရာရှိတွေစစ်အရာရှိဇိုးကြီးတွေဆိုတော့သူတို့ကအထက်ကအမိတ်ကိုသူတို့ကြောက်နာခံတယ်အောက်သူကအထက်ကိုနာခံပြီးတော့အောက်ကိုဖိတဲ့လုပ်ငန်းတွေကခေါရိုးကျိုးပြီးသားဆိုတော့အခုသူကဒီမိုကရေစီကိုဟန်ဆောင်လောက်ရတဲ့ခါကျတော့လူတွေရှေ့ကိုထွက်ရတဲ့ခါကျတော့သူကခုနလိုဒီမိုကရေစီဟာလာယဉ်ကျေးမှုကိုသူတို့နားမလည်ဘူးဗျာနားမလည်တဲ့ခါကျသူတို့အဲ့စစ်အာဏာရှင်တွေတုံးနှုံးနဲ့အရာရှိဇိုးတွေတုံးနှုံးနဲ့ပြောဆိုတိုင်းပြုမှုတိုင်းသူတို့လုပ်တယ်လုပ်တဲ့ခါကျတော့အခုလိုဖြစ်တာပေါ့တခုတော့ကျွန်တော်တို့ထောက်ပြကြတယ်အဲ့ဒါပါလဲဆိုရင်အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းကော်လင်ပါဝါရေးဘူးတယ်တွေ့တယ်မလားဒီတန်းရွှေနဲ့မောင်အေးတို့လူပေါက်ပန်းတွေလို့သူရေးဘူးတယ်စင်ကာပူသတင်းစာတစ်ခုမှာ Bush လည်းပြောဘူးပါတယ်လူပေါက်ပန်းလို့ဆိုတာတမတက်ဘူး Thugs လို့ခေါ်တယ်အင်္ဂလိပ်လို Thugs အဲ့ဒါအမှန်တိုင်းပဲအဲ့ဒါဆိုတော့ကိုတင်မောင်ထွေးပြောတဲ့ထဲမှာဆရာကျွန်တော်ဘာသွားသတိရလဲဆိုတော့ကျွန်တော်ဖောင်ကြီးတင်တဲ့တရားကျွန်တော်ကဌာနဆိုင်ရာဟိုကျမကြီးကျွန်တော်ပြောတော့မလို့ဟုတ်ပြီကျမကြီးဌာနဆိုတော့ကျွန်တော်ဇေယျ64ထင်တယ်ကျွန်တော်တက်ခဲ့ရတာ1983ကအဲ့တော့ကျွန်တော်တို့ရဲ့တင်တဲ့စီးနီးပြဆရာတွေကတက်ကလာရင်လားမလာရင်ရဲရလာတာပေါ့နော်ရဲနဲ့တက်ကလူများတယ်
တော့ကျွန်တော်တင်တန်းဆရာ3ယောက်ကိုကျွန်တော်နာမည်ပေးထားတယ်ကျုံဟောက်စီးဟောက်တကူတကဟောက်အဲ့မှာဆရာနာမည်တော့ကျွန်တော်မမှတ်မိဘူးသူကနှခမ်းမွေးရှိပြီကျွန်တော်တို့ငစင်ရိုင်းကြီးလို့နာမည်ပေးထားတာပေါ့နော်ကျွန်တော်တို့ကအဲ့လိုပေါ့တင်တန်းသား300 400လောက်ရှိတဲ့ထဲမှာဆရာတင်တန်းပေါ့လိုက်ချပို့ချနေတာပေါ့နော်ပို့ချနေကျွန်တော်တနေ့ကုန်စေးရေးပြလေးချရတော့မောဟိုက်ငိုက်အဲ့မှာသူကဝင်လာပြီးတော့တယောက်ပြီးတယောက်ဂိုက်တဲ့ကောင်ဟောက်တော့တာပဲသိလားနောက်ပြီးတော့လမ်းမှာသွားနေနေလေပုံစံမရှိဟောက်တာအဲ့တော့သူကတော့ကြုံရင်ကြုံသူလို့ဟောက်တာကြုံဟောက်ပေါ့ကြုံဟောက်နောက်တယောက်ကျတော့စေးရေးပြဒီပြဆရာပေါ့နော်အဲ့သူကစေးရေးပြခွေးနေကဘယ်အညာနဲ့ပြေးတက်လိုက်တော့အော်ပြီးမျိုးစုံအော်ဟောက်တာသိလားဟိုတော့စေးရေးပြခွေးဝင်လာတယ်သူကဟောက်ခံသူကစီးပြီးတော့ဟောက်တယ်သူကစီးဟောက်နောက်တစ်ခါကျတော့တင်တန်းမှုရှိတယ်တင်တန်းမှုကတိတ်လေးလာပြီးတော့တင်တန်းနေပါလိုက်ကြည့်တယ်ညဘက်တွေပဲလိုက်ကြည့်တာသူကတကူးတကလာရှာအပြစ်ရှာပြီးတကူးတကဟောက်တာအဲ့တော့ကျုံဟောက်စီးဟောက်တကူးတကဟောက်ပေါ့ဗျာနော်ခေါင်းဟောက်ခံရတာမှတ်မိတယ်ကဲဆရာယူစားတယ်ပြောအောင်ဟုတ်ကဲ့သိန်းစိန်ပေါ့ဗျာသိဟိုသမတလုတ်တဲ့ပုံကိုပေါ့ဗျာအဲ့ပုံက2013 2012ဒီဇင်ဘာနဲ့2013အကြိုကာလဇန်နဝါရီလထဲမှာဒီနိုင်ငံဟိုတိပေါ့ဗျာနိုင်ငံကိုဒီမိန်ကုန်းပြောတာပေါ့ဗျာမိန်ကုန်းပြောတဲ့ထက်မှာသူပြောတဲ့ထက်မှာတော့2ချက်ကျွန်တော်တွေ့ရတယ်တစ်ကတော့ကျွန်တော်တို့ဒီနေ့နိုင်ငံရေးယဉ်ကျေးမှုအရာကျွန်တော်တို့ဟာပြည်သူတွေရှိဖို့ချင်းကရမယ်ပြည်သူတွေရှိဥတီကြပါပြည်သူတွေနဲ့ဆက်ဆံကြပါပြည်သူတွေရဲ့အခက်အခဲကိုဘယ်လိုဖြေရှင်းရမလဲဆိုတာတွားကြပါပြည်သူတွေရှိဆိုပြီးတော့ तू ကဥက္ကဋ္ဌမော်ပြောတဲ့ဟန်မျိုးပေါ့ဗျာပြည်သူရှိအလုတ်ကျွေးပြူပါဟာလားပြည်သူရှိသွားပါပေါ့ဗျာဒါကတော့ဒီလိုပေါ့ဟို तू ကသူ့အဖွဲ့မှာတော့ခေါင်းဆောင်ဖြစ်တာဟုတ်ဗျာတမတဆိုတော့အဲ့တော့ဒီလိုပဲဟိုလားနိုင်ငံရေးယဉ်ကျေးမှုပဲပြောလူလူရှိဘယ်လောက်ပဲချင်းကပ်ပါလို့ဟာလားမြေတားရက်ခံတော်လဲပဲတကယ်ဒီသူတို့ရဲ့စိတ်တက်ပေါ့ဗျာနော်စိတ်တက်ဆရာတို့ကပြောသွားတဲ့ထက်မှာလဲအကုန်လုံးပြည့်စုံတော့ပါပြီဒါကြီးကခေါက်ရိုးကျိုးနေပြီတနည်းအားဖြင့်ထပ်ပြောမယ်ဆိုစီသမတ်လက်တုပ်ဖြစ်နေပြီလက်တုပ်ဖတ်ဖြစ်နေပြီအဲ့တော့ဒါကြီးကတော်တော်နဲ့တော့ပြင်လို့ကျွန်တော်တို့ရမယ်မထင်ဘူးမြတ်စိတ်ကိုအဲ့လိုပါပဲကျွန်တော်တို့ပြည်သူလူထုတွေလည်းဒီနေ့အကြောက်တရားတွေနဲ့ဟာလားရုံးကန်လှုပ်ရှားနေရတဲ့ဒီကြောက်စိတ်ကိုလုံမှုဆိုတာလည်းပဲဒီလူတွေပါဇက်ကကောလက်ကကောသင်ရမ်းတဲ့အတွက်ကြောင့်မလို့လူတို့တော်တော်များလည်းကြောက်နေကြတာအဲ့ကြောက်စိတ်တွေရောနော်အကြောက်တရားကိုဖန်တီးတဲ့လူတွေရောဒီမိုကရေစီစနစ်ရှိကိုသွားမယ်ဆိုရှင်အဲ့စိတ်ဓာတ်တွေကိုဖျောက်မှရမယ်ဘယ်လိုများဖျောက်လို့ရနိုင်မလဲကျွန်တော်တော့တိတ်တော့မထင်ဘူးအဲ့တော့စနစ်ကိုပြောင်းပြမှရနိုင်မယ်လို့ကျွန်တော်တော့ယူဆပါတယ်ဗျာအဲ့တော့ဒီမိုကရေစီစနစ်ကိုသွားခြင်းလဲဆိုရင်ဒီမိုကရေစီစနစ်ဟလာနေမှုထိုင်မှုကြံစည်မှုကာယကံဝစီကံမနောကံ၃ပါးပေါ့ဗျာเนาะဒီအလုတ်၃ပါးစလုံးဟာပြောင်းဖို့အတွက်ကစနစ်တရလိုတယ်အဲ့စနစ်ကသာလင်းတိုင်းပြည်တစ်ခုလုံးကိုပြုပြင်ပြောင်းလဲမှာလို့ကျွန်တော်တို့ယူဆတယ်ဆရာပြောတဲ့ထက်မှာစနစ်ပေါ့နော်ဟုတ်ကဲ့စနစ်ဆိုတာဒီမိုကရေစီယဉ်ကျေးမှုကိုသွားမယ်ဆိုလို့ရှိရင်တော့ဟုတ်ကဲ့ဒီပုံစံနဲ့တော့သွားလို့မရဟုတ်เนาะဒါအသေးချာပဲเนาะဟိုကိုမြတ်ဆိုးပြောသလိုပဲဒီမိုကရေစီယဉ်ကျေးမှုကိုသွားမယ်ဆိုလို့ရှိရင်လည်းဒီအရေးချင်းလောက်တဲ့လူတွေနဲ့တော့ဥဆောင်မှုနေရာမှာထားလို့မရဘူးဆိုတာတော့ဒါဒီနေ့တည်းပို့ပြီးရှင်းလာတယ်เนาะအဲ့တော့ခက်ဆက်စစ်အစိုးရခက်ဆက်ကျွန်တော်တို့မှီတဲ့လောက်မှာဒါလို့တိုင်းပြည်ရဲ့ဒါလို့တာဝန်ကြီးနေရာတွေကိုဥဆောင်တဲ့နေရာတွေမှာအရေးချင်းမရှိတဲ့အရေးသွေးမပြည့်ဝတဲ့လူတွေကိုထားခဲ့တဲ့အတွက်ဟုတ်ကဲ့တိုင်းပြည်မှာဒီနေ့အထိဘာစနစ်မှာသိတယ်စနစ်တကြရှိတယ်ဆိုတာမရှိဘူးเนาะတိုင်းပြည်ကသာသူ့နီးသူ့ဟာနဲ့ဖီယိုဖျဲနဲ့ဖြစ်ချင်လို့လိမ့်ချင်လို့လိမ့်ပြီးတော့အကုန်ပြက်စီးပြီးသွားနေတာဘုံဘုံကြီးပြိုမကျသွားတာလွယ်လို့အထဲမှာဘာစနစ်မှမရှိပဲတက္ကနာတွေလှိမ့်နေတာပေါ့เนาะဆိုတော့ကျွန်တော်တို့ကစောစောကကျွန်တော်တို့ဒီပေါ့နေတန်းဖွင့်ခဲ့တယ်လို့ပဲပေါ့ဘလို့ပြင်ကောင်းမလဲဆိုတော့ရှူတောင်းတွေကိုကျွန်တော်တို့နဲ့ဆက်ဆွေးနွေးရအောင်เนาะဆိုတော့ဒါကြီးမှားနေပြီဒီအရေးသွေးတွေရှိတဲ့လူတွေတော့ဥဆောင်တော့တိုင်းပြည်ကမရဘူးဒီမိုကရေစီယဉ်ကျေးမှုကိုတွားရမယ်ကမ္ဘာနိုင်ငံကအဆင့်မီဒီမိုကရေစီနိုင်ငံကိုတွားမယ်ဆိုရင်တော့ကျွန်တော်တို့ပြောင်းရတော့မယ်เนาะဟုတ်ကဲ့အဲ့လိုပြောင်းတဲ့နေရာမှာဘလို့ပြောင်းရင်ကောင်းမလဲဟုတ်ကဲ့เนาะအဲ့တခုကိုကျွန်တော်တို့ကမပြောအောင်ဆိုတော့ကျွန်တော်ဒီနေရာလေးနည်းနည်းကျွန်တော်လေးဆက်ပြောချင်တယ်ဟုတ်ကဲ့ပြောပါဆရာကျွန်တော်ကတော့ကျွန်တော်တို့မှာ management consultant firm ပေါ့เนาะစီမံခန့်ခွဲမှုဆိုင်ရာမှာအကြံပေးကုမ္ပဏီတွေကျွန်တော်တိုင်းပြည်မှာလိုအပ်နေပြီလို့ကျွန်တော်တို့ယူဆတယ်เนาะကျွန်တော်ကိုယ်တိုင်လည်းလွန်ခဲ့တဲ့နှစ်ကနေနှစ်ခွဲလောက်ကျွန်တော် management consultant firm မှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တယ်အလုပ်လုပ်ခဲ့တာပေါ့เนาะအဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်ခဲ့တယ်
ဆိုတော့ကုမ္ပဏီတစ်ခုကိုသွားတယ်အဲ့ဒီကုမ္ပဏီမှာဘာတွေလိုအပ်ချက်တွေရှိတယ်ဘာတွေပြုပြင်ရမလဲဆိုတော့ပြီးလေ့လာတယ်လေ့လာပြီးတော့အဲ့ဒီကုမ္ပဏီကိုကျွန်တော်တို့တင်ပြရတယ်အဲ့တော့ပထမကုမ္ပဏီကသူ့ကုမ္ပဏီကအခက်အခဲတွေရှိတယ်မတိုးတက်တဲ့နောက်မတိုးတက်ဘူးဘာတွေပြဿနာတက်တယ်ဆိုတော့ကျွန်တော်တို့ကုမ္ပဏီကိုမှငှားတယ်ကျွန်တော်တို့အဲ့ဒီကုမ္ပဏီကသွားလေ့လာရတယ်လေ့လာပြီးတော့ကျွန်တော်တို့တွေ့ရှိချက်တွေသူတို့တင်ပြရတယ်အဲ့အတွက်ကျွန်တော်တို့အခါကျင်းငွေပေးတာပေါ့နော်အဲ့ကုမ္ပဏီကနေပြီးတော့ကျွန်တော်တို့တင်ပြတဲ့အချက်တွေကိုသူတို့ကနေပြုပြင်ပြောင်းလဲရတယ်အဲ့သူတို့ပြောင်းလဲတော့အောင်မြင်တာတွေရှိလာတာပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်တို့ဗမာနိုင်ငံမှာဆိုတော့ဒီမိုကရေစီယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ management consultant firm တွေလိုအပ်တယ်နော်အဲ့တော့နိုင်ငံတကာ management consultant firm တွေလိုအပ်တယ်အဲ့ဒီအကြံဉာဏ်တွေကိုယူသင့်တယ်နော်ဒါစီးပွားရေးနဲ့ပဲမှာဖြစ်ဖြစ်နိုင်ငံရေးနဲ့ပဲမှာပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့မြင်နေတာတော့ကျွန်တော်တို့ကြားနေရတာတော့လွှတ်တော်အမတ်တွေဒီမှာအမေရိကန်နိုင်ငံမှာလာပြီးတော့တင်တန်းနေလာတက်တယ်အဲ့တော့ဒီမှာပြဿနာတွေတော်တော်များများဖြစ်သွားတဲ့အတွက်အခုဟိုအမေရိကန်ဒီဗမာပြည်မှာသွားပြီးတင်တန်းပေးတဲ့အဆင့်ပြန်ရောက်သွားတယ်အဲ့လိုအနေထားတွေကျွန်တော်တို့ကြားရတယ်ဆိုတော့ Indianapolis ကြီးလာတယ်လို့ပြောလာတယ်အဲ့တော့နော်အဲ့လိုဆိုတော့အဲ့လိုအနေထားတွေရှိတာဒါကျွန်တော်ရဲ့အမြင်ပေါ့ဗျာနော်အဲ့တော့ဘယ်သူကအရင်စပြောမလဲကျွန်တော်တို့တစ်ခုတက်မှတ်မှတ်လေးတစ်ခုကျွန်တော်တို့နည်းနည်းစပြောအောင်